ကိုချစ်ရတဲ့သူကိုထားသွားတာကိုရမ်းမဲ့ခံစားလာလို့ဆရာရဲလို့ညီမပူတချင်းလေးတစ်ပုတ်လောက်ရေးပေးပါလို့ကိုကထားသွားတယ်လို့ဘယ်ချိန်ပြန်လာမှန်းမသိဘူးအဲ့ဒါကိုဒီတိုင်းပြောရမှာလဲရှက်တယ်ပေါ့နော်တချင်းနဲ့သူ့ကိုပြောပြခြင်းတယ်ပေါ့ဒီတချင်းကြားရင်သူပြန်လာလိမ့်မယ်ပေါ့ကိုရေပြန်လာခွေကိုရှိရေမငူတော့ဘူးခွေကျွန်တော်တို့ကတော့ဗောနော်ဒါဇလန်တွဲဘက်ကလာတဲ့တရုတ်ဆောင်တွေဆိုတော့ကျွန်တော်တို့ရဲ့ဇက်တစ်ခုပေါ်မှာထားတဲ့ကျွန်တော်တို့ရဲ့စိတ်တက်နဲ့ကျွန်တော်တို့ရဲ့အကျင့်စာရိတ္တကတော့တကယ်ပေါ့ဘယ်လိုပြောမလဲဇက်ကိုသစ္စာရှိတာပေါ့နော်မင်္ဂလာပါပြောပြပါဦးဒီနေ့စလင်းမှာရိုက်နေတယ်ဆိုတော့ဘာတစ်ချက်ဖြစ်မလဲစလင်းသူလေးလွမ်းလို့ငိုတိတိုင်ရှင်ပြင်မှုမေတရုတ်ဆောင်မောင်လေးအလင်းတစ်နဲ့ပါရှင်ဟုတ်ကဲ့ပါစလင်းသူလေးလွမ်းလို့ငိုနေတယ်ကျွန်တော်ကပေါ့ဒီကစလင်းသူလေးကိုအသေးခွဲပြီးထားခဲ့မဲ့စလင်းသားလေးနေရာနေပြီးတော့ပါဝင်တရုတ်ဆောင်လာတာပါအသေးခွဲပြီးထားခဲ့မယ်ဆိုနောက်တစ်ယောက်ရှာသွားတာဒါမှမဟုတ်အလုပ်ဘဝအတွက်အလုပ်လုပ်ဖို့သွားရင်းနဲ့ပြန်မလာတာမျိုးလားအဲ့လိုမျိုးဘာလို့အသေးခွဲပြီးထားခဲ့လဲဆိုတော့ဗောနော်ဒီတချင်းတွေကဇလန်းရဆိုလို့ရှိရင်ဗောဒီစလင်းသူလေးရဲ့မိဘတွေကဗောနော်သဘောမတူလို့ကျွန်တော်ကဘယ်လိုပြောမလဲပန်းရောင်းတဲ့စလင်းသားလေးဗောပန်းရောင်းတဲ့စလင်းသားလေးနေရာတရုတ်ဆောင်နော်စလင်းသူလေးရဲ့မိဘတွေကသဘောမတူတဲ့အတွက်ကျွန်တော်တို့ခွဲတဲ့အတွက်ကျွန်တော်ကပတ်စံသွားရှာသွားတယ်ဗောကွယ်ပတ်စံသွားရှာတယ်ဗောပြီးပြန်လာခေါ်မှာနော်ဟုတ်ပါတယ်တကယ်တော့ပြန်မလာဘူးသေသွားဟုတ်လားအဲ့လိုလားဟုတ်တယ်လူငယ်တဲ့၄နှစ်လောက်ကဂီတာမှုဥလူဝိုင်းကိုဂီတာတီးပေးပါဆိုပြီးဆရာဥလူဝိုင်းကိုခေါ်လိုက်တာပြီးတော့ဂီတာတီးတင်ရင်းနဲ့အရန်မဲ့ကိုချစ်ရတဲ့သူကိုထားသွားတာကိုရမ်းမဲ့ခံစားလာလို့ဆရာရဲလို့ညီမပူတချင်းလေးတစ်ပုတ်လောက်ရေးပေးပါလို့ကိုကထားသွားတယ်လို့ဘယ်ချိန်ပြန်လာမှန်းမသိဘူးအဲ့ဒါကိုဒီတိုင်းပြောရမှာလဲရှက်တယ်ပေါ့နော်တချင်းနဲ့သူ့ကိုပြောပြခြင်းတယ်ပေါ့ဒီတချင်းကြားရင်သူပြန်လာလိမ့်မယ်ပေါ့ကိုရေပြန်လာခွေကိုရှိရေမငူတော့ဘူးခွေဟုတ်တယ်သူကတချင်းဆိုဖို့လေးကျင်တိုင်းမှာဝမ်းနေတယ်ငူတယ်ပေါ့နော်အဲ့တော့ကိုလိုချင်တဲ့အနေထားကိုမရောက်တာရဲ့နောက်ပြီးတော့အလုပ်တွေတစ်ဖက်နဲ့စူးစမ်းရတာရဲ့မို့ကျမရေးတွေလည်းတစ်ဖက်ရှိပါရဲ့အားကြောင့်အခုမှအကောင့်ထဲပေါ်ဖြစ်တာပါရှင်ကျွန်တော်တို့ကတော့ဗောနော်ဒါဇလန်တွဲဘက်ကလာတဲ့တရုတ်ဆောင်တွေဆိုတော့ကျွန်တော်တို့ရဲ့ဇက်တစ်ခုပေါ်မှာထားတဲ့ကျွန်တော်တို့ရဲ့စိတ်တက်နဲ့ကျွန်တော်တို့ရဲ့အကျင့်စာရိတ္တကတော့တကယ်ပေါ့ဘယ်လိုပြောမလဲဇက်ကိုသစ္စာရှိတာပေါ့နော်အခုဒီတချင်းအရာဆိုလို့ရှိရင်ဒါကျွန်တော်တို့တာမန်တခြားအဆိုတော်တွေတခြားတရုတ်ဆောင်တွေဆိုလို့ရှိရင်လွယ်လွယ်ကူကူပေါ့ကျွန်တော်တို့ရန်ကုန်တို့တခြားအဆင်ပြေတဲ့နေရာမှာပဲလွယ်တကူလင်ရိုက်လိုက်လို့ရတယ်ဒါပေမဲ့ဒီတချင်းကစလင်းသူလေးလွမ်းလို့ငိုဆိုတော့စလင်းမျိုးမှာပဲဒီဖြစ်တည်လာတာဖြစ်တဲ့အတွက်ဒီစလင်းမျိုးရဲ့ဒီဝက်သေးကန်နော်စလင်းမျိုးဝက်သေးကန်ကိုဆရာဦးလဝမ်းအတီးဖြူရေးတာဒီနေရာမှာပဲတကယ်ရိုက်မှဖြစ်မဲ့တချင်းလေးဖြစ်လို့ကျွန်တော်တို့ကဇက်ပေါ်သစ္စာရှိပြီးတော့ဒီမှာပဲလာရိုက်တာပါစလင်းသူလေးလွမ်းလို့ကို MTV ထွက်ရှိလာရင်လည်းအားပေးကြပါအောင်လို့တောင်းဆိုပြစီရှင်မောင်လေးအလင်းတစ်ကကိုဆိုတဲ့တရုတ်ဆောင်နေရာမှာပြည်ပြောင်းတရုတ်ဆောင်ပေးတဲ့အတွက်မောင်လေးကိုလည်းအားပေးကြပါအောင်လို့ပြောကြပါရစီရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီစလင်းသူလေးလွမ်းလုံးကိုတချင်းရပါတော့နော်ဒီအမားရဲ့ဒီအဆိုတော့အမားရဲ့တကယ်ရဲ့ဖြစ်ရမှန်ပေါ့နော်ဖြစ်ရမှန်ဇလန်းလေးကိုတချင်းဖွဲ့ထားတဲ့အတွက်နားထောင်လို့ကောင်းပါပါเนาะကျွန်တော်တို့ဆိုရင်ရုပ်ရှင်မှာတို့ဇလန်းမှာတို့ဆိုရင်ဖြစ်ရမှန်ဇလန်းလေးဆိုသဘောကျကြတယ်ပေါ့เนาะအခုဒီဟာလေးကလည်းဖြစ်ရမှန်ဇလန်းတချင်းလေးဖြစ်တဲ့အတွက်အားပေးကြပါเนาะတချင်းလေးထွက်ရှိလာရင်လည်းခံစားမှုတစ်ခုခုကြံနေခဲ့လိမ့်မယ်လို့ထင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်